စပုံမွေးတောင်ပြောမပြတဲ့လျှို့ဝှက်ချက်ကိုပြောပြမယ်။အဲ့တဲ့တွေကိုအခန့်ဖို့နဲ့ကလေးတွေတန်းတန်းဆွဲဖြစ်စီမဲ့ဒီဟင်းလျာရဲ့အပြင်စင်ကိုကြည့်ပါဦး။ဘယ်လောက်တောင်ကြိုက်ကြမလဲ။လှုပ်ရှားရတာလည်းအရန်လွယ်ပါတယ်။အရင်ဆုံးမုံလောင်ဥယူတစ်လုံးကိုပပလေးတွေလီပါ။ပကံတစ်လုံးထဲမှာထည့်ပြီးရေထည့်စားထည့်ပြီးစိန်သားပါ။နောက်ပကံလုံးထဲမှာအသားကိုတက်တောက်ဆင်းထည့်ပြီးကြက်သွမိတ်စားငရုတ်ကောင်ပဲငပြာရည်ခရူစီထည့်ပါ။ကော်မုံတစ်စုံထည့်ပြီးအသားနဲ့အရသာတွေစိတ်ဝင်သွားအောင်နေပါ။ကျွန်တော်နေ့တိုင်းအစားတောက်ကောင်းတွေကိုမျှဝေပေးပါမယ်။အသေးလေးတစ်ခုကလူကြီးမင်းတို့အတွက်ဘာမှမဖြစ်ပေမဲ့ကျွန်တော်တို့တော့အရန်ကိုအားဖြစ်ပါတယ်အသေးလေးပေးပေးပါကျေးဇူးတင်ပါတယ်မောင်လောင်မှုပြူကပြော့လာပြီဆိုရင်အသားကိုထည့်ပါကျွန်တော်လုံးပြသလိုပကံပြားပေါ်မှာညီညီလေးစီလိုက်ပါလွတ်နေတဲ့အလဲမှာကျဲဦးအနှစ်ကိုထည့်ပါ12မိနစ်ကြာအောင်ပေါင်းထားပေးပါပေါင်းလို့ရတဲ့အရေးကိုအရေးတောက်လို့ရပါတယ်ပေါင်းပြီးရင်စီပူတစ်စုံလောက်လောင်းပါပိုးပြီးမွေးနေပါလိမ့်မယ်နောက်ဆုံးအနေနဲ့ကြက်တော်မိတ်လေးဖြူပဲငယ်ပြားလေးစမ်းပေးလိုက်ရင်တော့တကယ်ကိုလှပပြီးစားကောင်းတဲ့အသားပေါင်းရပါပြီအရန်စားကောင်းပြီးအာဟာရလည်းပြည့်တာကြောင့်အခုပဲလှုပ်ရှားကြည့်လိုက်ပါ